ဘယ်ကိရှိပါအကျင့်တရားဆိုတော့ဘာတွေလောက်ရမှာတုံးလို့မေးလို့ရှိရင်အကျင့်ချုပ်ပြောရရင်တမ္မာဝါစာစကားအပြောကိုထိမ့်သိမ်းစောင့်ရောက်ရမယ်ကောင်းတာပဲပြောရမယ်အပြစ်ရှိတာမပြောရဘူးအပြစ်ကင်းတဲ့စကားမျိုးကိုပဲပြောရမယ်တမ္မာကမ္မန္တအပြစ်ရှိတဲ့အလုပ်ကရှောင်ကျဉ်ပြီးတော့အပြစ်ကင်းတဲ့အလုပ်မျိုးကိုလုပ်ရမယ်တမ္မာအာဇီဝအပြစ်ရှိတဲ့အသက်မွေးမှုမျိုးမမွေးပဲနဲ့အပြစ်ကင်းတဲ့အသက်မွေးမှုမျိုးမေးရဒါအခြေခံသီလပိုင်းဆိုပြီးတော့မြတ်စွာဘုရားဟောတယ်။ဘာဖြစ်လို့ဒီသီလကလိုအပ်တာတုံးလို့ဆိုတော့ကိုချင်းတရားပြပြထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအာယုန်တစ်ခုပေါ်မှာစိတ်ဆိုင်ဖို့မလွယ်ဘူး။နော်။တမာတိကျင့်စဉ်ကျင့်တဲ့အခါမှာကိုချင်းသီလမပါရင်သူကစိတ်ထဲမှာအနှောက်အယှက်တွေအများကြီးဖြစ်တယ်ပေါ့။တိဆောက်ဖို့ရအမတန်မှခဲနေတယ်။ဒါကြောင့်မို့သီလကိုအခြေခံထားရမယ်လို့ဒါပြောတာ။သီလရှိတဲ့ပုဂ္ဂိုလ်တယောက်ကကြီးလိုက်လေဟာငါလှုပ်ထားတာတွေအကုန်ကောင်းနေကြီးပဲဆိုတွေးလိုက်ဝမ်းသာတယ်ဆိုတာပါမောစာဝမ်းသာရင်ဘာဖြစ်တုံးဂျင်နုမှုပီတိလာဂျင်နုမှုပီတိလာရင်ဘာဖြစ်တုံးပတ္တတိကိုရောစိတ်ရောငြိမ်းချမ်းလာငြိမ်းချမ်းရင်ဘာဖြစ်တုံးဒုက္ခစိတ်ကလေးကိုအေးပြီးတော့ချမ်းသာစိတ်အေးငြိမ်းချမ်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတမာတိဆိုတာဖြစ်လာတာပဲဘယ်နေရာအာယုံဆိုင်လိုက်တမာတိဆိုတာဖြစ်လာတမာတိဖြစ်လာပြီဆိုရင်ယထာဘူတဉာဏတဒနာမှန်မှန်ကန်ကန်သိမြင်လာတဲ့အသိဉာဏ်ဆိုတာရလာတာပဲဒါအကြောင်းကျိုးဆက်သွယ်နေတာဒါကြောင့်မို့ကိုခြင်းတရားကိုအခြေခံထားပြီးတော့မဂ္ဂင်၈ပါးအထုတ်ဖို့ရမြတ်စွာဘုရားဟောကောင်းပြီသီလကိုစောင့်တည်ပြီးတဲ့အခါမှာသီလဘက်ကလုံပြီဆိုတဲ့အခါဘာလို့တမာတိကျင့်စဉ်ကိုကျင့်အောင်တမာတိကျင့်စဉ်ကိုကျင့်တဲ့အခါမှာစိတ်ကလေးကိုအာယုန်တစ်ခုတည်းပေါ်မှာထားဖို့ဆိုတာလုံလဝိရိယမပါပဲထားလို့မရဘူးစေတသိကဝိရိယခေါ်တယ်စိတ်ကိုအာဂုံစိုက်ပြီးတော့လှုပ်ဖို့လိုတယ်ပေါ့ဒါကြောင့်မို့တမ္မာဝါယာမမိမိစိတ်ထဲမှာအကုသိုလ်ဖြစ်လာရင်မဖြစ်အောင်မဖြစ်သေးတဲ့အကုသိုလ်တွေဝင်မလာအောင်ဖြစ်ပြီးသားအကုသိုလ်တွေတွန်းထုတ်နိုင်အောင်ကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးအောင်လုပ်ဖို့ဆိုတဲ့မှန်ကန်တဲ့လုံလဝိရိယ၄ဘက်၄တန်ကြိုးစားအထောက်မှုကိုတမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒီတမ္မာဝါယာမကြိုးပမ်းအထုတ်ပြီးဆိုရင်ဘာလို့တော့ဆိုရင်တမ္မာတတိထားဖို့လိုအပ်တယ်တတိထားပြီးဆိုတတိထားတယ်ဆိုတာဘယ်မှာထားရမှာတော့ဆိုရင်အာယုံပေါ်မှာစိတ်ဆိုင်ထားတာအောင်ပြောကာယဝေဒနာစိတ်ဓမ္မလို့ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကိုယ်ရဲ့ခံစားချက်ရဲ့အသိစိတ်လေးရဲ့ကြံတဲ့သဘာဝတရားတွေရဲ့အဲ့ဒီပေါ်မှာစိတ်ဆိုင်ထားဒါကိုတတိပဋ္ဌာန်လို့ခေါ်တာပဲအဲ့ဒီပေါ်မှာစိတ်ဆိုင်ထားပြီးတော့စိတ်ဆိုင်ထားတဲ့တတိလေးစိတ်ထားတယ်လို့စိတ်ကလေးငြိမ်အောင်လဲလုပ်ရမယ်ငြိမ်အောင်ဆိုတာအလုံးစိတ်တွေအလုံးစုပြီးတော့ကြာသွားရင်ပါဝါဖြစ်တယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်စုမိသွားရင်ပါဝါပဲမစုမိရင်တကွဲတပြားဖြစ်နေလို့ရှိရင်ပါဝါမရှိဘူးเนาะအစွမ်းတတိဆိုတာစုတဲ့နေရာမှာဖြစ်လာနေအောင်ချီလေးတောင်မှပဲเนาะမှန်ဘလူးလေးနဲ့စုပြီးတော့ယူလိုက်တဲ့အခါမှာစက်ကူတို့ဘာတို့မီးရှို့လို့ရတာပေါ့เนาะနေရဲ့အယောင်လေးကိုစုပြီးတော့ယူလိုက်လို့ရှိရင်မီးလောင်စေတတ်တာပဲအဲ့ဒါလိုပဲပါဝါဟာစုပေးလိုက်တဲ့စွမ်းရည်တတ္တိထက်လာတယ်စိတ်ကိုလည်းပဲအဲ့လိုစုပေးလိုက်တာကိုတမာတိလို့ခေါ်တယ်ဒီတမာတိစုပေးလိုက်လို့ရှိရင်မှန်မှန်ကန်ကန်စဉ်းစားပြီးတော့မှန်မှန်ကန်ကန်မြင်လာဖို့ဆိုတာအမတန်မှလွယ်ကူသွားတယ်ပေါင်းလိုက်တဲ့အခါကျတော့သီလကိုအခြေခံပြီးတော့တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိနဲ့တမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးတွေနဲ့လှုပ်လိုက်တဲ့အခါကိုယ်တဏ္ဍာမှာဘာပေါ်လာတော့ဆိုတော့တမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ပေါ်လာတယ်အဲ့ဒီတမ္မာဒိဋ္ဌိအသိဉာဏ်ကဝိပဿနာအနေနဲ့ပေါ်ရင်ဝိပဿနာဉာဏ်ဝိပဿနာဉာဏ်ရင့်တန်သွားလို့ရှိရင်မဲ့ပြီးလို့ရှိရင်ဖို့အဲ့ဒီမဲ့အနေနဲ့ပေါ်လာတဲ့တမ္မာဒိဋ္ဌိကြတော့နိဗ္ဗာန်ကိုမြင်နိုင်သွားပြီဖို့အနေနဲ့ပေါ်လာတဲ့တမ္မာဒိဋ္ဌိကနိဗ္ဗာန်ရဲ့အရသာကိုခံစားနိုင်သွားပြီအဲ့ဒါကြောင့်မို့လို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့သည်ကုသိုလ်ကောင်းမှု၌မမေ့မလျော့ခြင်းဆိုတဲ့အပ္ပမရတရားဟာလူလောကမှာလူတွေလိုချင်ကြတဲ့ဆန္ဒပြုကြတဲ့အသက်ရှိခြင်းကျမ်းမာခြင်းစတဲ့ချမ်းသာဒုက္ခတွေကိုပြေးဆွနိုင်တယ်အဲ့ဒီအပ္ပမရတရားကိုမဂ္ဂင်၈ပါးပေါ်အဖြစ်မဂ္ဂင်၈ပါးကိုကျင့်ဖို့ဝိပဿနာကျင့်စဉ်ကိုကျင့်ဖို့ဥလဲပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာထီအောင်ဆောင်ကျင်းပေးနိုင်တယ်ဆိုတာသဘောကျပြီးကိုယ်စီကိုငှ
အပမရတရားလက်ကင်ထားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း